အားလုံးပဲကြပါဒီနေ့ကတော့အဲ့အစ်စ်လေးကိုလိုက်ပြပေးရမှာပါကိုကတော့ကြည့်လို့ကိုတောင်းလိုက်ကြည့်နေတော့ထားလို့ပါကျမကတော့ live ပေါ်မှာတွေ့တော့တကယ်သွားကြည့်ရပါကဲအခုကတော့သွားမှာပါအခုဒီတက်တန်းလေးသွားပါမယ်တန်းလေးသွားပါမယ်ရှင်ဟုတ်ပါတယ်တန်းလေးသွားမယ်ဒီကျမအဲ့စားလေးပေါ်တွေ့ရတော့သွားပြတာမပေါ့ဘောနော်တတရားရောက်တာအဲ့ဒါထဲရပိုင်းလို့လိုက်ပြတာကျမအဲ့မှာလမ်းမဝတ်ချက်အဲ့နားနေပြန်ကိုဟိုးဘာကအကစားပင်လာလားဆိုပြီးတော့အဲ့မှာလမ်းမပြန်အကြောင်းလက်ရှိရောက်ပြီးတက်တန်းလေးသွားတယ်တက်တန်းလေးသွားပါလေအမလီပြန်မပြီးအမကျမလမ်းမတည်စက်ကောက်ကမစားကြတော့လူတော်ဝတ်တော့အုံးနေတယ်ဒါလေအဲ့လည်းကျမတက်တန်းလေးသွားပြီးညာဘက်ကိုကိုလိုက်ပါလေမရဲတော့ပြီးတော့တက်တန်းလေးသွားပါမယ်အမတက်တန်းလေးသွားပါအမတက်တန်းလေးသွားပါတင်းသွားပြီးမှအမခုနကကုန်းလေးတွေ့ပါမယ်အကုန်းလေးပေါ်တက်ပါမယ်အဲ့ကုန်းလေးပေါ်ကိုတက်ပြီးဆိုတော့လေဘယ်ဘက်ကိုတက်ပြီတွေ့ပြီးတော့တက်တန်းလေးသွားပါမယ်တန်းတော့ပြီးထုတ်ွေပါမယ်အမကိုကောက်လန်းနေအမကိုကောက်လန်းအမိုးစိတ်နဲ့โอเคအမကိုလေးတွေ့ပါဆိုရင်အမဒီဘက်ပြန်ကိုပါမယ်အမရောက်ပါပြီဟိုမှာပါအဲ့ကအမဲဝေးပါအမကကူရောင်းတစ်ခုရှိရအစလာကျန်ဒီမှာပါကျမကတော့အထဲမှာထိုးလိုက်ပါလေဒီမှာပါကျမထိုးလိုက်တဲ့နေရာလေးရပါကဲအခုကတော့ကျမဝယ်လာပြီကျမလိုက်ပြပါမယ်ဒီမှာကထဲမှာပါထဲမှာဒီမှာကထမင်းစားတဲ့ခုံလေးဒီမှာပတ်တလာတီးလို့ရတယ်ကဲဟိုဘက်မှာရေချိုးကန်တော့ဘာညာတခါတော့ဘောနော်လိုက်တော့မပြတော့ရေချိုးကန်တော့တည်ရဆိုတော့ဒီမှာဒီဘက်မှာအဲ့ဒီမှာရေချိုးကန်ပြအောင်လေကျမလေးမရေချိုးကန်နော်တက်တီကိုဝင်ပြတော့ကဲအပေါ်ရဲသွားအောင်ပေါ်ရဲမှာကကြတော့ဘာရှိလဲဆိုတော့တွေ့ကြပေါ်ရတယ်မယ်တက်ပြီးတော့အရင်ဆုံးမှာအမဟိုဥစ္စာလေးအရင်ပြမယ်ပြီးရင်အမထိုင်းတဲ့ TV ကြည့်လို့ရတယ်ရပြီးအမ TV ကြည့်လို့ရတယ်ပြီးရင်အမမိုးအောက်ပြီးတော့မီးလုံလို့ရတယ်မိုးရောင်တယ်မီးလုံလို့ရတယ်ဘယ်လိုတော့မဟုတ်ပါဘူးအဲ့ဒီမှာအိတ်ခမ်းလေးပါဒီမှာအင်ကြီးလန်ခမ်းနဲ့အင်ကြီးလက်ခမ်းပဲအခုလည်းကြည့်ရှုပေးရတော့အဲ့လိုလဲစက်ခွက်လေးလဲလောက်ပုံ